Premier League ဂိုးဖန်တီးမှုပရင် Fernandes လို့ပဲကျွန်တော်ကတော့ပြောချင်ပါတယ်မင်္ဂလာပါမီကိုကိုကျူ Football Official ကနေပြီးတော့ကြိုဆိုလိုက်ပါတယ် Manchester United အသင်းကတော့ Premier League ရာသီသိမ်းပွဲစဉ်မှာ Brighton အသင်းကိုအဝေးကွင်းမှာ3ဂိုးဂိုးရှိနဲ့အနိုင်ရရှိခဲ့တယ် Fernandes ကလည်းလိုအပ်နေတဲ့ဂိုးဖန်တီးမှုတစ်ချိန်ကိုရရှိခဲ့တယ် Fernandes ကတော့ကျွန်တော်ပေါ့နော် Premier League ရဲ့ဂိုးဖန်တီးမှုစံချိန်အသစ်တင်နိုင်ခဲ့တဲ့အနေအထားကိုလည်းသူကရရှိခဲ့ပါတယ်ကျွန်တော်တို့ပေါ့နော်ဒီပွဲစဉ်ကိုကျွန်တော်တို့ပြောမယ်ဆိုလို့ရှိရင်ဒီပွဲစဉ်မှာ Manchester United အသင်းရဲ့ပွဲဆဆချင်းကစားပုံကကျွန်တော်တို့ပုံမှန်ပဲလို့ပြောလို့ရတယ်အရန်ကြီးတော့မကောင်းဘူးဒီလိုပုံစံမျိုးနဲ့ဒီပွဲကိုစတင်ခဲ့တယ်ပေါ့ရနော်ဒီလိုအခြေအနေမျိုးမှာဒီဂိုးဖန်တီးမှုတစ်ချိန်လိုအပ်နေတဲ့ Fernandes ကလည်းဒီသွင်းဂိုးတွေဖန်တီးပေးဖို့အတွက်သူ့အနေနဲ့လည်းသိပြီးတော့အခြေအနေမပေးတဲ့ပုံစံမျိုးကျွန်တော်တို့ပထမပိုင်းရဲ့ဒီပွဲဆဆချင်းအစောပိုင်းအနေအထားတွေမှာကျွန်တော်တို့မြင်ရတယ်ဒီလိုအခြေအနေမျိုးမှာ Brighton ကလည်းသူတို့မှရှိတဲ့မျှော်လင့်ချက်တစ်ခုအတွက် Brighton ကလည်းအိမ်ကွင်းမှာသူတို့ကလည်းစူးစမ်းတယ်တင်ပြီးတော့ကစားတယ်ဆိုတဲ့ပုံစံကျွန်တော်တို့မြင်ရတယ်ဒါကတော့ဒီပွဲရဲ့ပထမပိုင်းဆက်စချင်းအနေအထားမျိုးပေါ့ဒီလိုမျိုးမှာတော့ဒီ Manchester United အသင်းကတော့သွင်းဂိုးတွေရဖို့အတွက်သူတို့မှာကအစီအစဉ်ရှိတယ်ပဲကျွန်တော်ကတော့ပြောချင်တယ်ဒါကဘာလဲဆိုတော့အသင်းရဲ့တိုက်စစ်သွားနေတဲ့ပုံစံကထင်သလောက်အားရစရာမကောင်းတဲ့အခါမှာဒေါင်းကန်ဘောတစ်ချိန်ရသွားတယ်ဒီဒေါင်းကန်ဘောကို Fernandes ကတင်ပေးလိုက်တယ်ဒေါ်ကူကခေါင်းတိုက်တယ်ဒီလိုနဲ့ဥဆောင်ကိုစပြီးတော့ရသွားခဲ့တယ်ဒီဥဆောင်ကိုကဒီပွဲစဉ်ရဲ့အဓိကအရေးကြီးဆုံးအရာလို့ကျွန်တော်ပြောချင်တယ်ဘာဖြစ်လို့လဲဆိုတော့ဒီဥဆောင်ကိုရပြီးရဲ့နောက်ပိုင်းမှာ Manchester United အသင်းအတွက်ပွဲကတော့လွယ်ကူသွားတယ်ဗျဒီလိုပုံစံဖြစ်သွားသလို Fernandes ကလည်းသူ့အတွက်ပေါ့နော်လိုအပ်နေတဲ့ဂိုးဖန်တီးမှုတစ်ချိန်ကိုသူရယူနိုင်ခဲ့တယ် Premier League မှာဂိုးဖန်တီးမှု22ချိန်နဲ့ Premier League ဘောလုံးရာသီတစ်ခုမှာဂိုးဖန်တီးမှုအများဆုံးကစားသမားဆိုတဲ့စံချိန်မှတ်တမ်းကောင်းကိုလည်းရရှိခဲ့တယ် Henry De Bruyne တို့ကစားသမားတွေကိုကြော်ဖြတ်ပြီးတော့ဒီစံချိန်မှတ်တမ်းဟိုပေါ့နော်သူတို့နဲ့အသစ်တင်နိုင်ခဲ့တဲ့အနေအထားကတော့ Fernandes အတွက်တကယ်ကိုဂုဏ်ယူစရာကောင်းနေပဲကျွန်တော်ကတော့ပြောချင်ပါတယ်ပြောမယ်ဆိုလို့ရှိရင်ဒီပွဲစဉ်မှာဒီပေါ့နော်မိုင်နူးနဲ့မေဆန်မောက်ကွင်းလယ်ပွဲထွက်လာတယ်ဒီကွင်းလယ်ကိုကျွန်တော်သဘောကျတယ်ပဲကျွန်တော်ပြောချင်တယ်ဘယ်လိုမျိုးလဲဆိုတော့ဒီကွင်းလယ်ကိုနည်းနည်းမျောလင့်နေတာကြာပြီဗျာခုနောက်ပိုင်းမှာ Carrick သုံးလာတယ်အဆင်ပြေလာတယ်ပေါ့ဘယ်လိုမျိုးလဲဆိုတော့မိုင်နူးကကျတော့ငြိမ်တယ်မေဆန်မောက်ပါလာတဲ့အခါမှာကျွန်တော်ကွင်းလယ်ကနေပြီးတော့ကျွန်တော်ဘောလုံးဒါဘောလုံးတွေပို့ပြီးတော့ထွက်လာတယ်ဘောလုံးတွေပို့ပြီးတော့သွားလာတယ်ဆိုတဲ့ပုံစံမျိုးကျွန်တော်တို့မြင်ရတယ်ပုံမှန်ဆိုလို့ရှိရင် Manchester United အသင်းမှာ Fernandes လောက်ပဲဘောလုံးလမ်းကြောင်းထွက်ဖို့ကျွန်တော်တို့ဒီဘောတော့အားကိုးနေရတဲ့အနေအထားကနေပြီးတော့ဒီလိုမျိုးပေါ့နော်မိုင်နူးနဲ့မေဆန်မောက်တွဲလိုက်တဲ့အခါမျိုးမှာမေဆန်မောက်စီကနေလည်းဘောလုံးလမ်းကြောင်းတွေကျွန်တော်တို့မျှော်လင့်လို့ရလာတယ်ပြောမှဆိုလို့ကျွန်တော်တိုက်စစ်လမ်းကြောင်းတွေပို့ပြီးတော့ထွက်လာတဲ့ပုံစံမျိုးမိုင်နူးမေဆန်မောက်ကွင်းလယ်မှာကျွန်တော်တို့သွားပြီးတွေ့ရတယ်မိုင်နူးကကျတော့တည်ငြိမ်တယ်မေဆန်မောက်ကကျတော့ဒီလိုမျိုးပုံစံမျိုးတွေလုံနိုင်တယ်လှုပ်အားလုံးကောင်းတယ်ဘောလုံးလမ်းကြောင်းထွက်တယ်နေရာဆုံးရွေ့ပြီးတော့ကစားနိုင်တယ်ဆိုတဲ့အရာတစ်ခုတွေ့တယ်ဒါကလည်းကျွန်တော်ပြောမယ်ဆိုလို့ကျွန်တော်ကွဲပြားခြားနားမှုရှိတဲ့ကွင်းလယ်အထိုင်တစ်ခုပဲမေဆန်မောက်သာဒဏ်ရာတွေမရနိုင်ဘူးဆိုတော့ဒီကွင်းလယ်ကအားကိုးလို့ရလောက်တဲ့ကွင်းလယ်ဖြစ်လောက်တယ်ဗျာဒီအရာတစ်ခုရှိတယ်နောက်တစ်ခုကကျွန်တော်ဒီပွဲကြည့်ရင်းနဲ့မှကျွန်တော်တွေးမိတာပါကျွန်တော်ဒီ Manchester United အသင်းရဲ့ဒီပွဲကြိုတွေကျွန်တော်ပြောနေရင်းမှာပေါ့နော်အဲ့ပွဲကြိုအစီအစဉ်တွေကတစ်ခုပေါ့အဲ့မှာကျွန်တော်ပြောဖို့တယ်ဒီပေါ့မေဆန်မောက်ကိုဒီ Fernandes နေရာကစားခိုင်းမဲ့အစားနောက်တစ်ခုတော့ဘဲတောင်ပံမှာပေါ့ဗျာထုတ်ကစားမဲ့အစားကွင်းလယ်မှာဒီမိုင်နူးနဲ့တွဲကစားခိုင်းလိုက်မယ်ဆိုလို့ရှိရင်အနေထားတစ်ခုတော့ကျွန်တော်တို့မြင်ရမယ်ဆိုပြီးတော့ကျွန်တော်အရင်ဒီပွဲကြိုအဟောင်းတွေမှာကျွန်တော်ပြောဖို့တယ်အခုနောက်ပိုင်းမှာကျွန်တော်ဒီလိုလေးမေဆန်မောက်ကိုမြင်လာရတယ်ဒါမေဆန်မောက်ကလည်းအလုပ်ဖြစ်တာကိုပေါ့နော်ထပ်ပြီးတော့တွေ့ရတဲ့အခါမှာတော့ကိုပြောခဲ့တဲ့အရာလေးကတော်တော်လေးနီးစပ်သွားတဲ့အခါမှာတော့ကျဉ်းတတ်မှုလေးတစ်ခုရတယ်ပေါ့ဗျာဒါကတော့ကျွန်တော်ရဲ့ဒါဟိုတကူရေးခံစားချက်ပါကျွန်တော်ဒီအရာလေးနဲ့ဒီပွဲချင်းနဲ့ကျွန်တော်မြင်မိတယ်ပေါ့နော်ဒါပြန်ပြီးတွေးမိတာပေါ့အဲ့တော့ဒီပွဲစဉ်မှာ Manchester United အသင်းရဲ့ရောက်သွားတဲ့ဒုတိယဂိုး Manchester United အသင်းရောက်သွားတဲ့ဒုတိယဂိုးမှာအာမက်ဂိုးဖန်တီးမှုရဖြစ်ဖို့အတွက်ပေါ့လုံနိုင်ဖို့အတွက်မေဆန်မောက်ဘောလုံးခင်းပေးလိုက်တာတော်တော်ကောင်းတယ်ပဲကျွန်တော်ပြောချင်တယ်အဲ့ဒီဂိုးမှာတော့ဘောတော့ဒါတွဲလုံးနေရအရန်ကောင်းတယ်မေဆန်မောက်ခင်းပေးလိုက်တယ်အရန်အကွက်မြင်တယ်ဒါပေမဲ့သူ့အတွက်ကတော့ဒါပုံမှန်ပဲဒီလိုနဲ့အာမက်ကချိုးပေးလိုက်တယ်အမ်ဘူမိုကပိတ်ပြီးတော့သွင်းသွားတယ်ဒီလိုနဲ့ပထမပိုင်းမှာပဲ Manchester United အသင်းက2ဂိုးကိုမရှိတဲ့ပွဲကိုဦးဆောင်လိုက်တယ်အေးစစ်စစ်ပဲဒီလိုနဲ့ကျွန်တော်တို့ဒုတိယပိုင်းမှာ Fernandes ကအသင်းအတွက်တတိယကို
သွင်းယူပေးခဲ့တယ်ဒီပွဲကသူ့အတွက်တကယ်ကိုပြည့်စုံတဲ့ပွဲစဉ်တစ်ပွဲလို့ကျွန်တော်ပြောချင်တယ်ဘာဖြစ်လို့လဲဆိုတော့ဒီပေါ်တော့ဂိုးဖန်တီးမှုနဲ့ပတ်သက်ပြီးတော့ဒီစံချိန်မှတ်တမ်းအသစ်ကိုလည်းသူ့အနေနဲ့တင်နိုင်ခဲ့သလိုဒီလိုမျိုးတင်နိုင်ခဲ့တဲ့ပွဲမှာလည်းအသင်းအတွက်သွင်းဂိုးတစ်ဂိုးကိုလည်းသွင်းယူနိုင်ခဲ့တယ်ဒီတော့ဒီနေ့ဘောလုံးရသည်မှာ Fernandes က Manchester United အသင်းအတွက် Premier League သွင်းဂိုး6ဂိုးရှိတယ်ဂိုးဖန်တီးမှုက20ကြိမ်ဆိုတော့ဂိုးပါဝင်ပတ်သက်မှုစုစုပေါင်းအကြိမ်30အထိတော့မှရှိခဲ့တယ်ပြောမယ်ဆိုလို့ရှိရင်တော့ဒါပေါ့နော် Premier League ရဲ့ဒီ Player of the Season ဆုနဲ့တကယ်ကိုထိုက်တန်တဲ့ခြေစွမ်းလို့လည်းကျွန်တော်ကပြောချင်တယ်ဒုတိယပိုင်းမှာဒုနဲ့3ဂိုးပြတ်ရှုံးနေတဲ့အချိန်မှာတော့ Brighton ကပို့ပြီးတော့စူးစမ်းကစားလာတာကိုတော့တွေ့ရတယ်ဒါပေမဲ့လည်းသိပြီးတော့ထူးခြားတော့မဟုတ်ပါဘူးစူးစမ်းကစားနေတာပဲရှိတာပါဒီလိုအနေထားမျိုးမှာ Manchester United အသင်းကတော့လူစားလဲမှုတွေပို့ပြီးတော့လုပ်တယ်လူငယ်ကစားသမားတွေကိုMichael Carrick ပေါ်ပြောမယ်ဆိုလို့ရှိရင်အခွင့်အရေးပေးလိုက်တယ်ပေါ့ပေးပြီးတော့ကစားလိုက်တယ်ဒီလူငယ်ကစားသမားတွေလည်းစူးစမ်းပြီးတော့ကစားပါတယ်ဒီအရာလေးကိုကျွန်တော်တို့မြင်ရတယ်ပေါ့နော်ဒီပွဲစဉ်ကြည့်ရင်းနဲ့ကျွန်တော်ထပ်ပြီးတော့ပြောချင်တဲ့အရာတစ်ခုပေါ့နော်ကျွန်တော်ဒီပွဲစဉ်ကြည့်ရင်းနဲ့ဒီမိုင်နူးရဲ့ခြေစွမ်းကိုတော်တော်လေးသဘောကျမိရဲ့မိုင်နူးကဘယ်လိုမျိုးလဲဆိုတော့လက်ရှိမှာတော့မိုင်နူးကကောင်းတယ်သူ့နေရာကသူတာဝန်ကျတယ်အသင်းရဲ့ကွင်းလယ်ဟန်ချက်တော့လည်းအရေးပါတဲ့ကစားသမားတူဖြစ်တယ်လက်ရှိမှာတော့ဒီလိုမျိုးပေါ့ဒါပေမဲ့ဒီပွဲမှာထပ်ပြီးတော့မြင်ရတဲ့အရာကဥဆောင်နိုင်စွမ်းရှိတယ်ဆိုတော့အရာတစ်ခုကိုလည်းထပ်ပြီးတော့ဒီပွဲမှာမြင်လိုက်ရတယ်အဲဒီတော့ကျွန်တော်ပြောချင်တာကမိုင်နူးကပို့ပြီးတော့ကစားရင်နဲ့အသက်အရွယ်တစ်ခုရလာမယ်ပို့ပြီးတော့ဝါရင်လာတဲ့အခြေအနေတစ်ခုပေါ့ဗျာပြောမဆိုတော့အတွေ့အကြုံတွေအခုထက်ပို့ပြီးတော့ရလာတဲ့အနေအထားတစ်ခုရောက်သွားပြီဆိုလို့ရှိရင်မိုင်နူးကကွင်းလယ်ကိုဥဆောင်နိုင်စွမ်းရှိတဲ့ကစားသမားအဆင့်အထိမိုင်နူးရောက်သွားလိမ့်မယ်ဒီပွဲစဉ်မှာဒီလိုမျိုးလုံနိုင်စွမ်းရှိတယ်ဆိုတာကိုအရေးအယောင်မြင်ရတယ်ပြောမဆိုလို့ရှိရင်မိုင်နူးကပွဲတိုင်းနဲ့ခြေစွမ်းငိန်တဲ့ကစားသမားဆိုတော့လေဒီလိုမျိုးတိုးတက်မှုသူ့စီမှာမြင်ရမယ်လို့ကျွန်တော်ခံစားရတယ်ဒီချက်လည်းရှိတယ်နောက်တစ်ခုကတော့ဘောလုံးရာသီကတော့ပြီးသွားပြီအဆင့်3နဲ့ရာသီသိမ်းခဲ့တယ်ဒီနေရာမှာတွေးမိတာပေါ့ဗျာ Michael Carrick က4-5 ပွဲလောက်စောစီကင်ခဲ့မယ်ဆိုလို့ရှိရင်ဒီရာသီမှာ Manchester United ပရိသတ်တွေပို့ပြီးတော့မျှော်လင့်လို့ရတာတွေဖြစ်နိုင်တယ်ကျွန်တော်ပြောနေတာကတော့ဒါ Premier League Champion ဖြစ်မယ်လို့ကျွန်တော်ပြောတာမဟုတ်ပါဘူးဒါပေမဲ့ Premier League Champion ဆုနဲ့အခုထပ်ပို့ပြီးတော့နီးစပ်နေနိုင်တယ်ဆိုတဲ့အနေအထားမျိုး Manchester United ပရိသတ်တွေရှားကောင်းရနိုင်တယ်အဲ့တော့ဘောတော့ဒါ Michael Carrick ကိုဒါနီးပြဖြစ်ခန့်လိုက်တာတော်တော်တော်မှနောက်ကျသွားတယ်လို့ကျွန်တော်မြင်တယ်နောက်တစ်ခုကတော့ Michael Carrick ကဒီပေါ်တော့ဒါ Manchester United အသင်းရဲ့အမြဲတမ်းနီးပြရာထူးအတွက်လည်းလုံးဝကိုထိုက်တန်တဲ့သူလို့ကျွန်တော်ကတော့ပြောချင်တယ်အဲ့တော့ပြောမယ်ဆိုလို့ရှိရင်တော့ရာသီသိမ်းပွဲစဉ်မှာကိုရီရှုံးတာများတဲ့ Brighton ကိုဂိုးပြတ်နိုင်ပွဲတစ်ပွဲအဝေးခွင့်မှာရတယ်။ဂျင်းနပ်ဖို့ကောင်းတယ်။ Fernandes ဂိုးဖန်တီးမှုရတယ်။စံချိန်မှတ်တမ်းအသစ်တင်နိုင်ခဲ့တယ်။မိုင်နူးမေဆာမော့ကွင်းလယ်မှာလည်းအပေါင်းလက္ခဏာဆောင်နိုင်ကျွန်တော်တို့မြင်ရပြီးတော့မိုင်နူးမှာလည်းအနာဂတ်မှာပို့ပြီးတော့ဥဆောင်နိုင်စွမ်းရှိမဲ့ကစားသမားဆိုတဲ့အရာကိုကျွန်တော်ထပ်ပြီးမြင်ရတယ်။ဒီအရာနောက်တဲ့အရာတွေပြောရမယ်ဆိုလို့ရှိရင် Michael Carrick ဒါကတော့အမှန်အကန်ဆုံးနီးပြခံအမှုတစ်ခုဖြစ်ခဲ့တယ်။သူရဲ့အမြဲတမ်းနီးပြဖြစ်အပြီးကိုင်တဲ့ပွဲမှာလည်းဂိုးပြတ်နိုင်ပွဲတစ်ပွဲကိုပေါ်ဆောင်နိုင်ခဲ့တဲ့အခါမှာတော့ဒီပွဲစဉ်မှာအရာအားလုံးကတော့အပေါင်းလက္ခဏာဆောင်ခဲ့လို့ပဲကျွန်တော်ကတော့ပြောချင်ပါတယ်။ပြောမဆိုလို့ရှိရင်တော့ Premier League ဘောလုံးရသည်ပြီးသွားပြီ။ Manchester United အသင်းအတွက်ဒီရာသီအဆင့်3ဆိုတဲ့နေရာကတော့တကယ်ကိုကျင်းတဲ့ဆရာကောင်းတဲ့ Premier League အမှတ်ပေးစရာရည်တည်မှုတစ်ခုလို့တော့ကျွန်တော်ကတော့ပြောချင်ပါတယ်။ Okay ပါဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့အမြင်တွေကတော့ဒီလိုရှိပါတယ်။ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ကိုယ်ပိုင်အမြင်တွေရှိလို့ရှိရင်ပြောပြပေးသွားလို့ရပါတယ်။ကျေးဇူးတင်ပါတယ်။